တိတ်မကြသေးခင်အချိန်တုန်းကအထိပလွေတန်စဉ်တပေါက်တန်မှန်ကမြမရိုးရာဆိုင်းဝိုင်းကြီးအတိုင်းပဲစီတန်နဲ့ကိုက်ညီအောင်ညှိထားပါတယ်ဒီကနေ့မြမရိုးရာဆိုင်းဝိုင်းကြီးတွေရဲ့မူတီတန်ပြောင်းသွားတဲ့အခါပလွေတွေကလည်းတက်ပေါက်တန်မှန်ကိုစီးရှက်မှာပဲထားကြတော့တယ်မြမရိုးရာပလွေကိုထီယိုဝါနဲ့လုပ်ပါတယ်ထီယိုဝါကမာလဲမာတယ်အစစ်ရှိရှိနဲ့အယောင်ကလည်းချောမွေ့လာပါတော့ပလွေလုပ်ဖို့အကောင်းဆုံးဝါမျိုးပါပဲထီယိုဝါကိုရဲရဲနီအောင်မိဖုတ်ထားတဲ့တန်ချောင်းနဲ့အပေါက်တွေဖောက်ရတယ်ပုံလောင်းထားတဲ့ကြေးဝပိုက်နဲ့လုပ်ထားတဲ့ကြေးပလွေတွေလည်းရှိပါတယ်တန်ပိုက်လုံးနဲ့လုပ်တဲ့တန်ပလွေတွေကတော့ရှားပါပါတယ်ဒီကနေ့မှာတော့အလွယ်တကူရနိုင်တဲ့ပလတ်စတစ်ပိုက်တွေနဲ့ပဲပလွေရွယ်မျိုးမျိုးကိုလုပ်ကြတာများတယ်ခင်ပလွေအင်္ဂါရက်များဖစ်ပဖူရှေးခေတ်ကခင်ပလွေအားလုံးမှာအပေါက်ပေါင်း30ပေါက်စီရှိခဲ့တယ်အတန်ထွက်တဲ့မြင့်မိုးခေါ်ပင်လေကူအပေါက်ပလွေအတန်စင်အတွက်အပေါ်ပိုင်းမှာလက်ပေါက်9ပေါက်ပလွေရဲ့အောက်ဘက်မှာ100ပေါက်လို့ခေါ်တဲ့လက်မနဲ့ပိတ်ဖွင့်စရာတစ်ပေါက်မြင့်မုံနဲ့အထက်ဆုံးလက်ပေါက်ကြားမှာပင်ကူမြေကက်စရာတစ်ပေါက်စုစုပေါင်း30ပေါက်ရှိပါတယ်ပလွေအတန်စင်အတွက်လက်ပေါက်9ပေါက်ကလည်းအရွယ်တူတွေမဟုတ်ကြပါပင်ကူမြေပေါက်မှာပင်ကူမြေဖြစ်ဖြစ်ဝါမြေလို့ခေါ်တဲ့ရေပါဆက်ကူဖြစ်ဖြစ်ကက်လိုက်တဲ့အခါပလွေတန်ကိုစူးစူးရှာရှာတုံတုံတုံကြားရပါတယ်ဒီကနေ့အချိန်မှာတော့ပင်ကူမြေပေါက်မပါတော့ပဲ6ပေါက်ထဲသာလောက်ကြပါတော့တယ်မြမရိုးရာမြင့်မို့အတန်ထွက်ပေါက်ကတဝက်ချွန်တဝက်ခတ်ဝိုင်းဝိုင်းနဲ့ကြားစုပြီးပုံစံမျိုးဖြစ်ပါတယ်ဒီကနေ့မြမဂီတလောကမှာမြင့်မို့အပေါက်ပုံစံတင်တဲ့ပလွေတွေခေတ်စားလာခဲ့တယ်ပုံစံအစ်စ်က4000ပုံမှာပဲအခင်းကိုပလွေထဲမှာပဲထည့်ထားပါတယ်အိန္ဒိယနဲ့တရုတ်ပြည်ဖြစ်ခင်ပလွေအုပ်စုမှာပါတဲ့ပလွေမျိုးတွေမှာအဲ့ဒီမြင့်မို့အပေါက်ပုံစံကိုတွေ့ရတယ်မြမပလွေလက်ပေါက်တွေနဲ့အဲ့ဒီအတန်ထွက်စနစ်ကိုပေါင်းဆက်ပေးလိုက်တော့ပုံစံအစ်စ်ဖြစ်ပေမဲ့မြမတန်ပဲထွက်ပါတယ်မြမတက္ကရာ1300ပြည့်နှစ်မန္တလေးမြို့ရဲ့ပြည်တော်စုတကြံပွဲကြီးမှာတကြံရင်ကိုစောင်းကောက်ပုံတထံဆင်ရင်ထားတဲ့အမရပူရမြို့ကပြီးရမော်တော်ယာဉ်ရေတပင်အဖွဲ့ကြီးကလည်းပါဝင်ဆင်နွှဲခဲ့တယ်အဲ့ဒီတကြံရင်ကြီးပေါ်မှာတီဝိုင်းသမားကြီး60ကျော်ပါတယ်တီးမှုတ်လာကြတဲ့တီးလုံးကိုဝေးကကြားကြရတဲ့အခါအနောက်တိုင်းဖြစ်လေမှုတ်တူရိယာတွေနဲ့အနောက်တိုင်းဆန်ဆန်တေးသွားကိုတီးမှုတ်လာတယ်လို့မှန်းဆကြရတယ်အနားကိုတကြံရင်ရောက်လာတဲ့အခါမှာတီဝိုင်းသမားတွေတီးမှုတ်လာကြတဲ့တူရိယာတွေကဝါဘတ်တွေအလက်60တိုက်ရည်ကျက်ထားတဲ့တန်စီပိုင်းပြက်တစ်လုံးမန်ကြီးစေးတွေထည့်ထားတဲ့ဘူးတီ6တစ်လုံးထန်းသီးမှုတ်တစ်လုံးနဲ့နိုင်ငံခြားဖြစ်ဆိုလို့ကလရီနဲ့တလက်တာပါရာကိုအံ့ဩစရာတွေ့ကြရတယ်လေအဲ့ဒီ AMBA ရေတပင်အဖွဲ့ကြီးကိုဆရာမျိုးမငင်းကဦးစီးစီစဉ်ခဲ့တယ်ပလွေသမား60ကိုအမှတ်3လို့နာမည်ပေးထားတဲ့အုပ်စု3စုခွဲထားပြီးတချင်းတီးလုံးမှာကိုယ့်အစုနဲ့ကိုဝင်ရောက်မှုကြဖို့ဆရာမျိုးမငင်းကစီမံခန့်ခွဲပေးထားတယ်တီးမှုတ်သူတွေကလည်းဂီတပညာရှင်တွေမဟုတ်ကြပဲ AMBA မော်တော်ယာဉ်အတင်းသားတာမန်အရက်သားများသာဖြစ်ကြတယ်ဆရာမျိုးမငင်းကဂီတပညာဆိုလို့ဘာတစ်ခုမှသင်ကြားမထားကြတဲ့အဲ့ဒီအရက်သားတွေကိုတချင်းတစ်ပုတ်ချင်းအလွတ်ချပေးပြီးလေ့ကျင့်ပေးခဲ့တယ်တချင်းအလိုက်ကို9ဦးလောက်ကသာတန်ပြိုင်မှုကြပြီးကြံတဲ့သူတွေကကိုယ့်လှဲ့နဲ့ကိုဝင်ရောက်မှုကြတော့အတန်ထုထဲကိုအခြေခံပြီးဖွဲ့စည်းတဲ့အနောက်တိုင်းဂီတတန်မျိုးဖြစ်လာတော့တယ်တောင်တမန်ကြီးအင်းရီလိုင်းငွေဖြူကနေငင်းလေရင်ပြေပြေမော်တော်ယာဉ် AMB ခေါ်အသင်းတော်သားများကမပါစေတောင်တမန်မြို့မငင်းဆရာမြို့မငင်းရဲ့စောင်းကောက်ရည်တဲ့တီဝိုင်းကြီးမှာတီးမှုတ်ခဲ့ကြတဲ့ဝါပလွေတွေရဲ့လက်ရရှင်ကတော့အမရပူရမြို့အိုးတော်ရက်ကနှဲဆရာကြီးဆရာထက်ပါပဲနှဲဆရာကြီးဆရာထက်ကဆရာမြို့မှာငင်းရဲ့ဆန္ဒအတိုင်းပဲနောက်တိုင်းက10နှစ်တန်စင်ခရိုမက်တစကေးအတန်ဆုံးထွက်တဲ့ဝါပလွေတွေကိုအောင်မြင်ရင်တီထွင်နိုင်ခဲ့တယ်အတန်စင်တွေကိုမူတည်ပြီးပလွေတွေကအတူအရှိအကြီးသေးအရွယ်မျိုးမျိုးရှိကြတယ်လက်ပေါက်တွေကလည်း6ပေါက်ပဲရှိပါတော့တယ်6ပေါက်ပလွေလို့ခေါ်ကြတယ်အဲ့ဒီအချိန်ကစပြီးအတန်စင်မျိုးစုံအတွက်ဝါပလွေမျိုးမျိုးကိုဆရာထက်ကဆက်လက်တီထွင်လာခဲ့တာသူကွယ်လွန်တဲ့အချိန်မှာစုစုပေါင်းဝါပလွေ28မျိုးတီထွင်ပြီးစီးခဲ့ကြောင်းမှတ်သားရပါတယ်အဲ့တန်စင်တွေကိုထောက်ပြပြီးအဲ့ဒီပလွေတွေကိုမြမရိုးရာဝါပလွေစစ်တွေမဟုတ်ကြဘူးလို့ဝေဖန်တိုက်ခိုက်ခြင်းပေမဲ့ထက်ဆင့်တီထွင်ထားတဲ့မြမဝါပလွေတွေ့ပါပဲလို့ဆိုနိုင်ပါတယ်။နဲ့ဆရာကြီးဆရာထက်ကသူတီထွင်ထားတဲ့ပလွေတွေနဲ့အနောက်တိုင်းရဲ့ဆက်နဲ့တန်စင်တွေကိုမှုတ်ပြခဲ့ပါတယ်။လက်ပေါက်၄ပေါက်ထဲတာပါတဲ့ပလွေကတော့တန်စင်အပြည့်စုံပါလို့ထူကြပါတယ်။အဲ့ဒီပလွေနဲ့လောဘတီမမြရင်ဆိုခဲ့တဲ့ရွှေပြည်စိုးတချင်းမှုတ်ပြတာကိုလည်းစာရေးသူကြားခဲ့ရပူပါတယ်။နဲ့ဆရာကြီးဆရာထက်ကမြမဂီတကိုကမ္ဘာဂီတနဲ့ရင်ပေါင်တန်းနိုင်စေခြင်းနဲ့တီထွင်သူပညာရှင်ကြီးပါပဲ။ဒါကြောင့်ပဲရည်ရွယ်ချက်ချင်းအကြံအစီချင်းတူကြတဲ့ဆရာမျိုးမငင်းနဲ့ဆရာထက်တို့ကသူတော်ချင်းချင်းတည်င်းလူလေချင်းစုံတော့ပျော်ခတ်တွေ့မိခဲ့ကြတာဖြစ်ပေလိမ့်မယ်